ကျွန်တော်မိတ်ဆွေများအောင်ဒီညမိတ်ဆွေတွေကျွန်တော် line ပေါ်မှာမေးထားတယ်လင်းနေပင်ပေါ့နော်လင်းနေပင်ကဘာပင်လဲဆိုတာကိုပြောပြရင်းနဲ့ဒီညရရလက်ဆောင်လေးတစ်ခုပြောပြပါမယ်နော်အဲ့ရရကတော့လုပ်ငန်းနဲ့ပတ်သက်လာတဲ့အခါမှာကံအခွင့်အရေးတွေရတယ်တချို့အရာမှာလုပ်ငန်းတွေပိတ်ဆို့နေတာလေဘာလို့အဆင်မပြေတာလေအခုခေတ်အချိန်ခါနဲ့ဆိုရင်လုပ်ငန်းတွေအထင်ပေါ်ဖြစ်တာတွေလုပ်ငန်းတွေပိတ်ဆို့တာတွေမိမိလောက်ကင်တဲ့အရာကရှေ့မတိုးနောက်မဆုတ်တိုးလို့တန်လန်ဖြစ်နေတဲ့ကိစ္စမျိုးတွေအလုတ်လုံနေရင်းနဲ့အစင်မပြေတဲ့ကိစ္စမျိုးတွေအကြက်တဲတွေကြုံရတာမျိုးတွေအတိုက်ခံနေများတဲ့ဟာမျိုးတွေအဲ့လိုမျိုးကိစ္စမျိုးတွေကြုံတွေ့လာခဲ့ရင်အခုကျွန်တော်ပြောတဲ့ရရလေးကိုအသုံးပြုပေးပါနော်နောက်ရက်တွေကြမှာအသုံးပြုပုံပြုလုပ်နည်းလေးကိုကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်တင်ပေးမယ်အခုကတော့ကျွန်တော်ကပြောပြတာပထမရက်ကြရင်ဘလို့အသုံးပြုရလဲဆိုတဲ့ဗီဒီယိုဖိုင်မှာတင်ပေးမယ်အဲ့တော့ပြုလုပ်ရမှာတော့အုံးသည့်အခွန်ကျွတ်တစ်လုံးလိုပါတယ်အုံးသည့်အခွန်ကျွတ်ဆိုတဲ့နေရာမှာအုံးသည့်ကြွက်မီးကိုခွဲရင်လည်းမရဘူးလားရတယ်အဓိကအခွန်ကျွတ်ဖြင့်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကရှာပူမေးတက်လို့နော်အဲ့တော့တချို့နေရာတွေမှာလွယ်ကူတယ်အုံးသည့်အခွန်ကျွတ်ရှာလို့ရတယ်တချို့ကြတော့ရှာလို့မရရင်အုံးသည့်ကြွက်မီးပါတာကိုခွဲလိုက်ခွဲပြီးတော့အထက်ကအုံးသည့်ကိုအခွန်တွေကိုပြောင်းချစ်ထုတ်ဒါဆိုအုံးသည့်အခွန်ကျွတ်ဖြစ်တယ်အဲ့အုံးသည့်ရဲ့ဘေးမှာထုံးလေးနဲ့ညာဘက်လက်ခလေလေးနဲ့ဘာရေးရမလဲဆိုတော့အခရာရေးတေးတေးတင်တစ်ချောင်းဝင်အုံဗမာလိုအုံရေးရမယ်ညာလက်ခလေနဲ့ရေးပါအဲ့လိုရေးပြီးပြီဆိုရင်ညာလက်မနဲ့ပဲထုံးကိုတို့ပါတို့ပြီးတော့အုံရေးထားတဲ့နေရာကိုအုံရဲ့အပြင်ဘက်ကလည်းစောက်ဝိုင်းလေးဝိုင်းလိုက်မျက်စိထဲမှာဘလို့မြင်မလဲဆိုအုံကိုဝါလုံးထဲမှာအုံရှိရမယ်ပြီးပြီဆိုရင်အဲ့အုံသီးလေးကိုမလဲအောင်လို့အောက်ကတစ်ခုလေးနဲ့ခန်းအုံသီးအခွန်ကျုပ်လေးအပေါ်မှာမျက်လုံးပေါက်လေး၃ပေါက်ပါတယ်အဲ့ပေါ်မှာဖျောင်းနိုင်ကြီးကြီးတနေ့ကို3ချိန်လောက်ထုံးပေးလုံးကြည့်လိုက်ပါလုပ်ငန်းတွေကောင်းလာပါလိမ့်မယ်နော်